다가로 고백 이메일 account 고고고 폰지네 로리 보나 쇼저로래 폰는데 보나 쇼저로래 폰면 되고 보나 아저 이메일 account 야뭐 소에 되게 마마 먹어봐 굴로를 지래 봐나ကျွန်တော်ပုံနဲ့မှကျွန်တော်ကောင်းထည့်တာဆိုကျွန်တော်အဲ့ဒီကောင်းဖြုတ်ပြမယ်နော်ဖြုတ်ပြီးမှကျွန်တော်အတစ်ဘယ်လိုဖွင့်ရမလဲဆိုပြမယ်နော်ဒါကကျွန်တော်လက်ရှိတုံးနေကျွန်တော် email ကျွန်တော်ဖြုတ်ချလိုက်တာပေါ့နော်ဖြုတ်ချမှကျွန်တော်အတစ်ပြန်ပြီးဖွင့်ပြလို့ရမှာပေါ့နော်ခုဖြုတ်လိုက်ဒါ email ဖြုတ်လိုက်ပြီပေါ့နော်ဒါကျွန်တော် email ဖုန်းထဲမှာမရှိတော့ဘူးအဲ့ကျတော့ email တစ်ဖွင့်မယ်ပေါ့နော် email တစ်ဖွင့်မယ်ဆိုတော့အရင်ဆုံးဒီ Play Store ပေါ့နော်ဒီ Play Store လေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီးဆိုရင်ဒီအောက်မှာဒီမဲ့တွေ့တယ်ဒီစကြောင်းတစ်ကြောင်းအောက်ဆုံးပါလေဘာလို့ကျွန်တော်တို့အတစ်ဖွင့်မယ်ဆိုရင်အောက်ကစကြောင်းကိုနှိပ်ရမယ်ပေါ့နော်ကျွန်တော်တို့မဟုတ်ဘူးဘယ်လိုလဲဖုန်းဝင်လာပေမဲ့ကိုမ email စင်နေရှိနေဆိုတော့ဒီအပေါ်ဟာဟိုနေပြီးအပေါ်မှာ email အောက်မှာ password ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ email ရှိနေလူတွေအတွက်ကတော့စင်နေဝင်သုံးရုံပေါ့နော်အဲ့လိုမဟုတ်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့လုံးဝအသစ်ဖွင့်မှာဆိုတော့အောက်ကဒီ new ဒီအောက်ကဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ခုလိုနှိပ်လိုက်ပြီဆိုတော့ရင်ကျွန်တော်တို့ကတပေါ်တူကဒီမှာကိုယူမဲ့နာမည်ရွေးမယ်ပေါ့နော်ဘုရုကကျွန်တော်နာမည်ထပ်ပိုင်းထားပါတော့ပေါ့နော်အပေါ်မှာထပ်အောင်မှာပိုင်းထပ်ပိုင်းလို့ရေးမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကိုအစဉ်ပြေမဲ့နာမည်ရေးပေါ့နော်ဥပမာဟိုအရင်ကိုဖွင့်ထားတဲ့လူမျိုးရှိရင်တော့ဒီနေရာမှာပေါ့ဟိုဖွင့်မရတာမျိုးရှိရပေါ့နော်ကိုနာမည်ကြည့်ပဲယူခြင်းလို့တော့မရဘူးပေါ့နော်အစဉ်ပြေအောင်ကြည့်ဖွင့်ရတာပေါ့နောက်ကကနန်းလေးတွေထည့်တာမျိုးပေါ့နော်ခုနှစ်ပါညာပေါ့နော်အလိုလေးတွဲပြီးတော့ထည့်ကြည့်ပေါ့နော်โอเคကျွန်တော်ဆက်လို့ကြည့်ပေးမယ်နော်အရင်ဆုံးโอเคစင်ပြေမယ်နာမည်မျိုးပေါ့နော်ဒါပါကျွန်တော်ရမယ်ထင်တဲ့နာမည်မျိုးပေါ့နော်ခုလိုလေးဒါပါကျွန်တော်ဒီမှာလင်းလင်းထပ်ပိုင်လို့ရေးလိုက်ပြီပေါ့နော်ရေးပြီး okay ကျွန်တော်ရလားမရလားပေါ့နော် okay ကျွန်တော်ဒီအောက်မှာဒီပဲမြားလေးတစ်ခုရှိရနော်အဲ့ဒါကျွန်တော်ဒီပဲမြားလေးကိုဒီလာလေးကိုဒီလိုလေးနှိပ်လိုက်ပြီပေါ့နော်ဒါဆိုရင်သူခဏစောင့်ခိုင်းတယ် okay ဆိုရနာမည်ပေါ့နော်ဒီနေရာမှာပြန်ပြီးရိုက်မယ်ပေါ့နော်ဒီညကျနောက်ကဂျီမင်းတော့ခေါင်းနေပါထည့်စရာမလိုပါဘူးတူပါပြီးရနောက်ကတခါတည်းဖြည့်ပြီးရတယ်ကျွန်တော်ဒီလိုလေးဆိုရေးတဲ့နေရာမှာဒီနေရာမှာအကုန်ပြန်ပြီးတော့အပြည့်စုံပြန်ရေးရပေါ့နော်ဟိုလင်းလင်းထပ်ပိုင်းပေါ့နော်ဥပမာကျွန်တော်ဖွင့်ရမယ်ထင်တဲ့ပုံစံမျိုးလေးဖွင့်ကြည့်ရပါတော့โอเคကျွန်တော်ယူချင်တဲ့နာမည်မရရကျွန်တော်ပြန်ပြီးစစ်စစ်ကြည့်မှာပေါ့နော်โอเคတရားလေးကိုဆက်နေလိုက်မယ်ခဏဆောင်မှာโอเคဒါဆိုရင်သူကဂလုပေါ်လာပြီဆိုโอเคဒါဆိုရင်ကျွန်တော်ရွေးချယ်လိုက်တဲ့နာမည်ရတော့ပေါ့နော်အကြည့်မှာတူပြတာအပေါ်မှာပစိုးရဲမယ်အောက်မှာပစိုးရဲမှာပစိုးရဲတဲ့အခါမှာကျတော့ဘယ်လိုပြောမလဲတချို့ကျတော့ဖုန်းနံပါတ်တွေပါတယ်တုံးတာမျိုးရှိတယ်ကောင်းဆိုတော့ဖုန်းနံပါတ်တွေပါမတုံးပါနဲ့ဟိုဘယ်လိုပြောမလဲခက်ခဲပေါ့နော်ရှစ်လုံးတကကြော်တာမျိုးရိုက်ပေါ့နော်စမယ်ပေါ်မှာရိုက်ပြီးတဲ့ password ကိုအောက်မှာထပ်တူပြန်ရဲပေါ့နော်အပေါ်အလိုပဲတပုံစံနဲ့ပြန်ရဲပေါ့နော်ပြီးပြီဆိုရင်ဒါလေးကိုဆက်နေလိုက်ပါโอเคခုလိုလေးပေါ်လာပြီဆိုရင်ဒီအပေါ်ဆုံးဒီမှာမိတ်တုတ်လေးတွေ့ရနော်အဒီမိတ်တုတ်လေးဒီပုံမှာပေါ့နော်ဒီအပေါ်ဟာလေးကိုဒီတောင်းလေးပေါ့နော်ဒီချုံလေးကိုနေလိုက်
ဒီညမှာဆိုရင်ဒီမဲ့1ကြောင်း2ကြောင်း3ကြောင်း4ကြောင်း5ကြောင်း6ကြောင်းအပေါ်ဆုံးကနေစရလိုက်ဒုတိယကြောင်းဒီဖုန်းနံပါတ်ပေါ့နော်ဒီဖုန်းနံပါတ်ကိုနှိပ်လိုက်ပါပြီးပြီဆိုရင်ကိုကိုလက်ရှိသုံးနေတဲ့ဖုန်းနံပါတ်လေးပေါ့နော်ထည့်ပေးလိုက်ပါကျွန်တော်ဖုန်းနံပါတ်ပေါ့နော်3996935695ပြီးရင်အတိရဲ့အောင်မှာemail တစ်ခုရိုက်ပေးလိုက်ပေါ့နော်ဒီဖုန်းနံပါတ်ဒီ email နဲ့ဘာလို့ရိုက်ပေးရလဲဆိုတော့နောက်တစ်ချိန်မှာကျွန်တော်တို့ခုဖွင့်နေတဲ့အကောင့်ပစိုးဝလောချသွားတာမျိုးတခုတည်းဖြစ်ခဲ့တော့မှပစိုးဝမေးခဲ့သွားရင်တော့မှဒီဖုန်းနံပါတ်ရှိရင်ဒီ email ရှိရင်ဒီအကောင့်ပြန်ပြီးတော့ယူလို့ရအောင်ဒီညမှာထည့်ပေးရတာပေါ့နော်ဒီညမှာကျတော့ဖုန်းနံပါတ်ပြီးအဲ့ဒီညမှာကျတော့ email တစ်ခုထည့်ပေးရပဲပေါ့နော်โอเคကျွန်တော်ကတော့ကျွန်တော်ရဲ့ email ကိုထည့်ပေးလိုက်ပဲပေါ့နော်โอเคဒီညမှာ email လေးခုလိုလေးထည့်ပေးလိုက်ပြီဒီညမှာ email ထည့်မယ်ဆိုရင်ကိုကလုံးဝတက်လုံးမယ်ဆိုတော့မှစိတ်ချရတဲ့လူ email ထည့်တာတော့ကောင်းလို့ပေါ့နော်ကိုတငယ်ချင်းနေရပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုလေး email လေးအခုထည့်ပြီးပြီဆိုရင်ဒီ next ကိုဆက်ပြီးနှိပ်လိုက်ပါဒီတရားလေးကိုနှိပ်လိုက်ပါနော်โอเคခုလိုလေးပေါ်လာပြီဆိုရင်ဒီမှာအောက်ဆုံးမှာစကြောင်းကြောင်းရှိရနော်အဲ့ဒီရဲ့အောက်ကကြောင်းလေးကိုနှိပ်လိုက်ပါခုလိုလေးနှိပ်ပြီးပြီဆိုရင်ဒီမှာအောက်မှာမြလေးတစ်ခုရှိရနော်တရားလေးကိုဆက်နှိပ်လိုက်ပါခဏဆောင်မှာခုလိုလေးပေါ်လာပြီဆိုရင်တူမေးထားတယ်ပေါ့နော်ဒီစလုံးစလိန်လေးပေါ့နော်အဲ့ဒါလေးကိုမှန်အောင်ဖြေရမယ်နော်တခါလေကြောလဲနည်းနည်းရှုပ်ရှုပ်ထွေးထွေးမေးတာမျိုးရှိတယ်တခါလေကြောလဲလွယ်တယ်ပေါ့နော်ခုလိုလေးပေါ်ဆိုတူမေးထားတာတွေကိုကနေပြီးဖြေပေးလိုက်ပါနော်โอเคပြီးရင် SE ပြီးရင်ပါလေ SS โอเคကူကလေးမောင်ရိုက်ပြီးပြီဆိုရင်ဒီညလေးကိုဆက်နေလိုက်ပါခဏဆောင်ပါခုလိုပေါ်လာပြီဆိုရင်ဒီအောက်ဆုံးစကြောင်းကဒီအောက်ကစကြောင်းဒီစာလေးကိုနှိပ်လိုက်ပါโอเคခုလိုပေါ်လာပြီဆိုရင်ဒီမြလေးကိုနှိပ်လိုက်ပါခုဆိုရင်ဆိုကျွန်တော်တို့ထည့်လိုက်ဖွင့်လိုက်တဲ့အကောင့်တစ်ခုရပါတယ်ပေါ့နော်ခုဆိုရင်ဒီလို Play Store မှာလည်းခုလိုကျင်းတဲ့ software ပေါ်တစ်ခုကိုဘာပဲလိုချင်တာပဲဖြစ်ပေါ့နော်ဒီမှာဝင်တောင်းလို့ရရပေါ့နော်ဘာလို့ကိုမှကိုပိုင် email ကောင်းရှိတယ်ပေါ့နော်ကိုလို game လိုချင်စေဆိုရင်လည်း game ပါညာပေါ့နော်ကိုလိုအဲ့ဒါတောင်းလို့ရရပေါ့နော်ကိုရဲ့ email ကဆိုနာမည်လေးကိုပြန်ကြည့်ချင်တယ်ဆိုရင်ဒီနေရာလေးကိုဆွဲကြည့်လိုက်ပေါ့နော်ဒီမှာဆိုကျွန်တော်ဖွင့်ပေးလိုက်တယ်ဖွင့်ပြလိုက်တဲ့နာမည်လေးပေါ့နော်โอเคဒါဆိုရင်ဖွင့်တော့မှာပါလုပ်ကြည့်လိုက်ပါမခက်ပါဘူးနော်